ပါရှင်ဒီနေ့မှာတော့အပြုံးကဗာလေးတွေနဲ့စားမယ်ဆိုရင်တော့ဝက်သားရဲ့ကော်ပီတို့တိတိလေးတွေရဲ့ချက်ထားတာနဲ့စားပါမယ်ရှင်ပြီးရတော့လုံးဝမပါမဖြစ်ပေါ့နော်ပြီးရလေးဆန်းပြီးတော့စားပါမယ်ရှင်ကဲပြုံးနဲ့တူတူလိုက်စားကြအောင်နော်ကော်ပီတို့ချက်ထားတဲ့အရေးလေးရဲ့ငပိရေးလေးကိုရောဆန်းထားတာပါရှင်စားကြအောင်ရှင်အဲ့ဒါကော်ပီတို့တိတိလေးထုတ်လိုက်ချက်ထားပြောဒီကော်ပီတို့ကိုဒီလိုထုတ်လိုက်ချက်တာတော့တော်ကြိုက်ဟုတ်တယ်ဒီဘောစကိုင်းညုံလေးတွေကကြတော့လေသူကညဘက်အိတ်မပြောတဲ့လူတွေဆိုရင်လည်းကြက်တုံပြူ3-4မွားနဲ့ဒီဘောစကိုင်းညုံလေးနဲ့ထမင်းစားရင်တို့စားမယ်ဆိုညဘက်ဆိုနေ့ချက်ချက်အိတ်ပြောစေတယ်လို့ပြောတယ်သူကစိတ်ပက်လည်းအများကြီးဝင်တယ်နော်ဒီဘောစကိုင်းကဒါလေးကြောက်ကတမားလေးလည်းစားပေးလို့ရတယ်